က်သွန်နီဈေးတရိပ်ရိပ်တက်နေဩဂုတ်9ရက်2026 AMIA မှအစိမ်းရောင်လမ်းသို့ရေးသားပေးပို့ထားပါသည်လက်ရှိပြည်တွင်းလက်ကျန်နေပြီးပြည်ပအယောင်းဝယ်လိုက်နေသည့်အတွက်ကျက်သွန်နီဈေးဆက်တက်နေကြောင်းကုန်သည်များထံမှသိရသည်လက်ရှိတောင်သူများလက်ဝယ်နှင့်ကုန်သည်အချို့တွင်ကျက်သွန်များလက်ကျန်နေပြီးထိုင်းနိုင်ငံမှလည်းအဝယ်လိုက်နေ၍ဈေးများဇက်တိုက်မြင့်တက်လာခြင်းဖြစ်ကြောင်းလည်းသုံးသပ်ထားကြသည်ဈေးကတက်နေတယ်အခုနောက်ပိုင်းဇက်တိုက်တက်လာတာလက်ရှိရန်ကုန်အယောင်းဝယ်တွက်နေတယ်မနက်ဖြန်ဈေးဆက်တက်နိုင်သည်ဘာလို့လဲဆိုတော့ကျွန်တော်အမြင်နဲ့မှလည်းကုန်အားနည်းနေပါပြီဟုရန်ကုန်ဘရင်နောင်ပွဲရုံမှကုန်သည်တဦးကပြောသည်ရန်ကုန်ဘရင်နောင်ကုန်စည်တိုင်းတွင်ပြီးခဲ့သည့်အပတ်နှင့်ရှင်ပါကတပိတ်သားလျင်ကျပ်900မှ1000ခန့်အထိမြင့်တက်လာပြီးလက်ရှိစိတ်ဖြူကျက်သွန်တပိတ်သားလျင်အရွယ်အစားအရေးသွေးပေါ်မူတီကကျပ်9100မှ6100မုံရွာတပိတ်သားလျင်ကျပ်9500မှ6300နှင့်မြစ်သားကျက်သွန်တပိတ်သားလျင်ကျပ်9500မှ6300အထိဈေးပေါက်ကြောင်းသိရသည်ရင်းကဲ့သို့ဈေးတက်နေ၍အချို့သောကုန်သည်များမှလည်းထိမ့်သိမ်းဆောင်ရွက်နေကြသည့်အတွက်တရိပ်ရိပ်ဖြင့်တက်လာနေခြင်းဖြစ်ကြောင်းလည်းသိရသည်လက်ရှိဓာတ်မြေဩဇာပိုးသက်ဆေး73စီနှင့်လောအားခများရခိုင်နှစ်များထက်တိတိတတ်တာမြင့်တက်နေခြင်းကြောင့်တောင်သူများအတွက်စိုက်ပျိုးစရိတ်မြင့်နေပြီးတောင်သူအချို့အခက်အခဲဖြစ်နေကြောင်းလည်းသိရသည်အခုကဈေးတက်တာဟာတောင်သူနဲ့မဆိုင်တော့ပါဘူးမယောင်းပဲတူလောင်ထားနိုင်တဲ့တောင်သူအချို့ပဲဈေးကောင်းနဲ့ကြုံနိုင်တာပါဒါကလည်းရှားပါတယ်အခုချိန်မှတက်လဲပွဲစားနဲ့ကုန်သည်တွေအတွက်ပဲအကျိုးမြတ်ရတာပါတောင်သူကစိုက်စိတ်ကြီးတာကိုဒဏ်ခံရတာဟုကျက်သွန်ဒီဆိုင်တောင်သူတဦးကပြောသည်လက်ရှိအချို့နယ်မြေမတည်ငြိမ်မှုများနဲ့ရာသီဥတုအခြေအနေကြောင့်စိုက်ပျိုးမှုဧရိယာလျော့နည်းလာကြောင်းသိရသည်မြန်မာနိုင်ငံတွင်ကျက်သွန်ဒီကိုပခုတ်ကူမုံရွာမြင်းကြံတောင်သာရေစကြိုနှင့်စိတ်ဖြူဒေသများတွင်အများဆုံးစိုက်ပျိုးလျက်ရှိသည်ရင်းအပြင်ကျက်သွန်ဒီကိုပြည်ပတင်ပို့မှုအနေဖြင့်ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံစသည့်နိုင်ငံများသို့တင်ပို့ရောင်းချလျက်ရှိသည်စိုက်ပျိုးရေးမွေးမြူရေးဆိုင်ရာမေးခွန်းများအစိမ်းရောင်လမ်းအပ်မှဆွေးနွေးတိုင်ပင်ပါ